အလူကြီးကတပေါင်းလာစားနှစ်ရက်ထူးကြတယ်နော်ဟရိရက်ဘာလို့ထူးကြတော့အဲအသားလူတွေကသမီးလူတွေကတွေမှတ်ပေးပါဖိတ်စာထဲမှာတက်ထားတဲ့အတိုင်းပဲကိုင်းရှင်ပြုတ်ရင်ပရိက္ခယာဘယ်နှပါပါရှစ်ပါဘာတွေတော့ဧကတိသင်္ပိုင်ခါပန်ညိုဒုက္ခအနဲ့အချီရေစစ်သင်ထုံးနာတပိတ်ပရိက္ခယာရှစ်ပါတချို့လူတာလူနေတာဥနာဝင်းလိုက်တော့နုနုဝေပရိက္ခယာရှစ်ပါတိတိကျကျမသိပဲနဲ့အလူတွေပြီးသွားတဲ့အလူတွေအများကြီးတို့ကတွေးရမှာငါညီတို့ရှင်ပြုတ်ရင်ပရိက္ခယာရှစ်ပါပါတယ်လေဒါတော့သိကိုသိရမှာအခြေခံဖိတ်စာတိုင်းအောင်တက်တာဟိုပရိက္ခယာရှစ်ပါစုံလင်စွာဖြင့်သာနာဘုံရောက်မောင်ရှင်အားတွတ်သွင်းနေသိရအဲ့တော့ဥနာဝင်းလိုက်ပရိက္ခယာရှစ်ပါကဧကတိသင်္ပံဧကတိကပါတော့အဘောကသင်္ပံကဖယားကသူ့သားတော်ဒီအရှက်ကောက်ွယ်ဖို့ရှေ့ရဘဏ္ဍခေါက်ဘဏ္ဍထက်ကိုတက်ကိုကောက်ဧကတိသင်္ပံနောက်ဘာကျိုးနံပါတ်3ခါပန်းကျိုးနံပါတ်4ဒုက္ကုတ်ရှင်ပြုတဲ့ကလေးနဲ့ဒုက္ကုတ်နှစ်ထပ်တဲ့ငန်းကြီးနဲ့ဆိုင်တော့မဆိုင်ဘူးပရိက္ခယာရှစ်ပါတတ်မှတ်ပြီးတော့ထားတော့ကျွန်တော်လေးလေးစားစားနဲ့ဒုပရိသတ်ကိုပြောချင်တာဥနာဝင်းလိုက်ခင်ဗျာသားအလူတကာသမီးအလူတကာတွေနည်းနည်းလေးအာယုံစိုက်ပေးပါဒီရက်နဲ့အလိုက်ဆုံးနေမှုလို့ပါဗျသူနဲ့ကိုမိုးမြင်လိုက်အာယုံဆိုင်တခြားမဟုတ်ပါတပေါင်းလာစံတရက်နေအလူဝင်တပေါင်းလာစံ2ရက်ဟုတ်ပြီဒုက္ကုတ်နှစ်ထပ်သင်္ကန်းကြီးလှူခွင့်ရတာဒီရက်ပဲဦးလာဝင်လိုက်ကျန်တဲ့ရက်ပြောရင်သိမကောင်းလို့ဒီရက်ကလေးကပို့ပြီးပြောကောင်းတယ်မောင်ကျော်မင်းနဲ့ကျွန်တော်ဟိုတနေ့က10ရက်နေရတွေ့တာသိဒီစကားနဲ့ပြောမကောင်းတော့ကျုပ်တောင်ကြီးမပြောခဲ့ဘူးဘာလို့ဦးလာဝင်လိုက်မှတ်တဘိုးတွေလာပြည့်ကျော်17 12 13 14ဘယ်နည်းနဲ့ကုန်တာတဘိုးတွေက14ရက်နဲ့ကုန်တာမဟုတ်ဘူးလားဟုတ်တယ်နော်17 12 13 14တဘိုးတွေဘက်ကဘယ်နည်းရက်လဲ4တပေါင်းလာစားကြတော့ကဲတတ်မှမယ်1ရက်2ရက်3ရက်4ရက်14ရက်တိအဲ့ဒီရက်ကိုဘာရက်လို့တတ်မှတ်တော့ကဲကိုမိုးမြတ်လားကိုမျိုးမြင့်သေးတယ်အန္တရထကရက်လို့တတ်မှတ်ရှေ့ဒုက္ကုတ်နှစ်ထပ်သင်္ကန်းကြီးတူခွင့်ရတယ်ဟာဒီရှေ့ရက်မှာဖျားခွင့်ပြုတန်ဖိုးမှာခင်ဗျာအထုတကဥဒဝဲလိုက်ဖျားကဘလို့စမ်းတတ်တုံးနေဝေသာလိပြီဂေါရမဇေဒီဂေါရမရင်မြင်မှာသူ့ယဟန်တန်ဃာတွေကိုဖလတမ္မာဘဝင်စားခိုင်းတာစမ်းတတ်အမေတို့ဘာစမ်းတတ်တာတော့အေးတံကိုစမ်းတတ်ငါညီလေးမျိုးမသိတန်ဖိုးထားပြောပါရစီဗျာဖះဘလို့စမ်းတတ်တယ်သူ့ယဟန်တန်ဃာတွေကိုတဘိုးတွဲလာပြီးတော့17ရက်ကနေပြီးတော့ဟာဒီ8ရက်ကိုသူတတ်မှတ်လိုက်တာဖလတမ္မာဘဝင်စားခိုင်းတာအောက်ကသင်းပိုင်တစ်ထည်ထဲနဲ့ညင်ဥယံကိုစပြီးတော့ဖလတမ္မာဘဝင်စားခိုင်းတယ်ရာဒီဥတို့စမ်းတတ်တာနော်ဦးလောင်ဝင်လိုက်သင်းပိုင်တစ်ထည်ထဲနဲ့ညင်ဥယံမှာတော့နေနိုင်သေးတယ်တန်းကောင်ရံကြတော့မရတော့ဘူးအပေါ်ကဧကတိခြုံရတွန့်တော်ဒုပရိသတ်ကျန်တဲ့နေအချိန်လို့မဟုတ်ဘူးလင်းကန်လေးလေးအေးတာဒီကာလဒီရက်လက်ခံမဲ့ခမတယ်အဲ့ဒီတန်းကောင်ရံမှာကဧကတိတစ်ထည်ယုံရစမ်းတတ်တာနော်မိုးတောင်ရံရောက်တော့ကြတော့ကဲအေးလာလို့ပါတဲ့ဖလတမ္မာဘဝင်စားတဲ့ယဟန်တန်ကတပည့်တွေကလေဖယားရှင်ကိုဖွင့်တောင်းပြီးတစ်ထည်ထတ်ချုံအေးတော်တိုင်းကိုမျိုးမင်းသိမသူစားလိုက်လင်းကန်လေးတွေမဖြစ်တော့ဘူးအရန်အေးလွန်းလို့တဲ့ထပ်ပြီးတော့အပေါ်ကတစ်ထည်ထတ်ချုံရပြီတိုင်းအပေါ်နဲ့သင်္ကန်းဘယ်နဲ့ဖြစ်သွားဧကတိပေါင်းပဲဘယ်နဲ့ဖြစ်သွားသုံးတယ်လင်းကန်လေးခြုံလိုက်တဲ့မိုးတော့ရံခြုံတဲ့နှစ်ထည်ကိုနှစ်ထည်ဆက်ပြီးချုံလိုက်တဲ့နှစ်ထပ်သင်္ကန်းကြီးကိုဖယားကဒီ8ရက်တွန်းမှာတတ်မှတ်တဲ့အန္တရထကရက်ဒါကြောင့်ကိုမိုးမြင့်လိုင်ကိုမတ်ကြီးပြမင်းတန်ကိုတန်ဖိုးပါသိစီခြင်းလို့ဟာဒီရက်ကထူးခြားတယ်လာပါလားတပေါင်းလာစား1ရက်နေလူတော်မင်္ဂလာပွဲစာပွဲဝင်မှာတပေါင်းလာစား2ရက်နေလူကြီးဒါကြောင့်ပရိက္ခယာ10ပါးလေသိအောင်လေဖ
လူပါတော်လူဝေဟုတ်ဘူးလားအဲ့ဒီပရိက္ခယာ7ပါးထဲမှာပါတဲ့ဧကတိသင်္ပိုက်ခါပန်းညုဒုက္ကုဟာဒီနထသင်္ကန်းကြီးခွင့်ပြုခဲ့တာကဖယားဟာဒီအန္တရထက8ရက်ဒီရက်အတွင်းမှာဖယားခွင့်ပြုပေးခဲ့တာပါခင်ဗျာကင်ဒါလေးတန်ဖို့သိစေချင်တာဥလာဝင်းနဲ့ရဲ့ကင်7ပါးသိတော့ပါပြီကင်ငါညီလေးပေါ့ဧကတိသင်္ပိုက်ခါပန်းညုဒုက္ကုနထသင်္ကန်းကြီးအနဲ့အချီရေစစ်သင်တုံးတာတပိတ်ပရိက္ခယာ7ပါးတချို့ကရောတယ်ငါညီထီးပါတယ်ထင်တာအဲ့ဒီပရိက္ခယာ7ပါးတဲ့မပါဘူးဖဏတ်ပါတယ်ထင်တာမပါဘူးရက်ပါတယ်ထင်တာမပါဘူးပါဘူးပရိက္ခယာ7ပါးကဧကတိသင်္မိုင်ခါပန်းညုဒုက္ခအနဲ့အချီရေစစ်သင်တုံးတာတပိတ်အဲ့ဒါပရိက္ခယာ7ပါးပဲသိအောင်လေးလူပါလို့ဒါလေးတော့ခန်းစားပြီးပြောခဲ့ပြရစီအဲ့အတူမလေးဆောနာကအန္တရထကရက်နဲ့တိုင်ဒီကာလနဲ့မလိုက်ဘူးလားဒီရက်နဲ့မလိုက်ဘူးလားဒါကြောင့်ဒုက္ခလက်ထပ်သင်္ကန်းကြီးခွင့်ပြုပေးခဲ့တာဟဲ့ဒီရက်ပါခင်ဗျာဒါကြောင့်ပိုင်တို့အလူရှင်မိသားစုမှာခဲ့ကျင်တာဒါနပြုကြတစ်ဆင့်တည်းလေသီလဆောက်တယ်ဘာဝနာပွားများပါကျွန်တော်ရွတ်လိုက်တယ်လေဗါတဲ့ဒါနနဲ့တော့မွေးတဲ့သီလနဲ့တော့ယောဂတွင်ဘာဝနာနဲ့တော့နိဗ္ဗာန်နဲ့လွယ်ဖဲကဲရသလားကလေးဒါနတွေပြုကုသိုလ်တွေများများလုပ်ကြစမ်းမလို့ပြောရင်းနဲ့ဥလာဝင်းနိုင်တော်လူဝေမိသားစုလူဘဝရောက်တော့သာသနာနဲ့ဂျုံတော့တရားပြပေးမယ်တန်ခါတော်တွေရှိတော့ကျမ်းမာကြီးကောင်းတော့အဲ့ဒီတုံးလေးတုံးကိုတိုင်ထောင်းအိမ်တဆောင်ဆောင်းနေအောင်ကြိုးစားပါခင်ဗျာဘာအိမ်တို့ကုသိုလ်နဲ့နေနိုင်တဲ့မိသားစုအိမ်လေးပါခင်ဗျာဒါလေးပြောရင်းနဲ့ကိုက်အပြောများနေဖြစ်မှာကြောက်လို့မင်းသမီးကြီးဘေးရထိုင်ခိုင်းထားလို့ဆိုလိုက်ရဒီသချင်းကြိုက်တယ်ဒီစာသားကြိုက်တယ်ကြိုက်လို့မလို့ဒီအပုတ်ပြန်ထရွေးချင်ဤဘာရကဘာမဟောမှာပေါ့အော်မစားမယ်မျိုးတကယ်ချင်းအော်ရလိမ့်မယ်ဗျတီးမစားမယ်မျိုးတကယ်ချင်းတီးကိုတီးရမှာနော်ဟမ်ငါတို့မဘုမကမစားမယ်မျိုးမထနဲ့ဦးလေးကမာလို့ပြောတာကမာပေါ့ရပါတယ်ဟုတ်ပါတယ်နော်အဲ့ဒါဆိုရင်ငါတို့တအားကိုစားရပြီထင်တယ်နော်ဤဘာရကဘာမမကြရပြောကပြန်ရမှာဖြစ်ဟောရမဖယားဟာဟောပြထားတာလောက်ပါနောက်မကြည့်စမ်းပါနဲ့ကြိုက်တာလို့စမ်းပါမဲခုနကလည်းတွေ့မှာပေါ့လေခေါ်ရမဖယားဟာဟောပြထားတာဆောနာကဘာမှကိုမပြောရသေးဘူးတို့အလူရှင်မိသားစုဆုချသွားတယ်တန်ဖိုးကပြီးပြီးသားအဲ့ဒါစီးတယ်လားခေါ်ရမဖယားဟာဟောပြထားတာ38မင်္ဂလာ12ရက်မင်္ဂလာကီကုန်းနှပြောင်းဟောတော်မူခဲ့တယ်ကျော်မင်းတွေ့ပြီနော်လောက်ပါဇဘူဒီမောင်ကျမ်းမြလိုက်ရောက်အနန္တစัจ java လာနိုင်ပါမဆောင်အရှိကျွန်းခွန်ရောက်မြောင်ကျွန်းလက်ထောင်မနောင်ကျွန်းက900ရှာလောက်ဒီပါတဲ့ကိနာမြတ်ဘဂဝါနေပွင့်နေတာကအနတ္တနဲ့ထိုက်တဲ့ဒီမင်းသမီးမခိုင်းသေးဘူးကျော်မင်းဆိုင်အတန်အတွက်တတ်တတ်ရရနဲ့တွေ့ကြည့်အောင်က
sang a she you can a young young how no I stand up Padakina Yamamari Puyanama and not done it hiding Sonaga Saya than to Damuta Bidika Boma, Puna, don't know way. Many Jaro, Harry at that when it didn't kind of Yaluya. Ha! I'm
ကောင်း